ဆိုင်းလုံခနဲ့ကြားကောင်းတောင်မှအမှောင်ဇွန်းနတ်အပိုင်းကစ်တောနတ်ထဲကနမိတ်ဆိုးမြမပြည်မြောက်ဖျားကတောင်တန်းကြီးတွေဟာနေခင်းကြောင်တောင်မှိုင်းပြနေတာဗျာအဲ့ဒီတောင်တန်းတွေကြားမှာကြားကောင်းတောင်ဆိုတာရှိတယ်အဝေးကကြည့်ရင်ကြားကြီးတကောင်ဟိန်းနေတဲ့ပုံစံပေါ့အဲ့ဒီတောင်ကြီးကတောအုပ်ကြီးတဲကိုတော့ရွာသားတွေနေဝင်ရင်မသွားရဲကြဘူးကျုပ်နာမည်ကဆိုင်းလုံခကျုပ်ကတော့နည်းနည်းတော့ခေါင်းပါတယ်ဗျလူတွေကကျုပ်ကိုခလို့ပဲခေါ်ကြတယ်ကျုပ်လက်ထဲမှာတော့ဘိုးဘိုးစီကအမွေရထားတဲ့ငကောက်ပတ်လို့ခေါ်တဲ့ကျွန်းသားလက်ကင်တုပ်လေးတစ်ချောင်းအမြဲပါတယ်အဲ့ဒါကတာမန်တော့မဟုတ်ဘူးအစီရင်နေနဲ့လှုပ်ထားတာထူးဆန်းတော့တတိပေးချက်တညမှာတော့ရွာကနွားပြောက်လို့ကျုပ်တောဆက်အထိလိုက်ရှာမိတယ်လက်ွယ်ညဆိုတော့ပတ်ဝန်းကျင်ကမင်းမောင်နေတာပဲတောတဲ့ကိုလှမ်းကြည့်လိုက်တော့တစ်ပင်တွေကလက်ကြီးတွေနဲ့လှမ်းဖမ်းတော့မဲ့အတိုင်းပဲဟေးဆိုင်းလုံခမင်းရှေ့ဆက်မတိုးနဲ့တော့လေထဲကနေလွတ်လာသလိုလိုမြေကြီးထဲကထွက်လာသလိုလိုအတန်ကြီးတန်ကြားလိုက်ရတယ်ကျုပ်ခြေလန်းတွေကိုတန့်လိုက်ကြီးလက်ကင်တို့ကိုတိမ့်တိမ့်ဆုပ်ထားလိုက်တယ်ဘသူလဲလူဆိုရင်ထွက်ခက်တဆေးဆိုရင်တိုင်ကက်ခါမှမနေနဲ့လို့ကျုပ်ကခက်ရဲရဲပဲအော်ပြောလိုက်တယ်သွေးပြက်စရာမြင်းကွယ်အဲ့ဒီချိန်မှာပဲအရှိကညောင်ပင်အိုကြီးကနေဖြူဖက်ဖြူလျော်လူတယောက်ထွက်လာတယ်လူဆိုပေမဲ့သူ့ရဲ့လက်ချောင်းတွေကတစ်ကိုင်းတွေလိုရှည်လျားနေပြီးမျက်နာကတော့အရေးခွန်းတွေလန်းနေတာဗျာသူ့ရဲ့ပါဇက်ကနေသွေးလိုလိုအမြင်းရောင်အရေးတွေစီကျနေပြီးကျုပ်စီကိုတရွေရွေ့လာနေတယ်ဒီတော်ထဲမှာငါတို့ဘယင်နိုးထားတော့မယ်မင်းရဲ့အသက်ကိုပူဇော်ရမယ်အဲ့ဒီတရဝါကပြောပြောဆိုဆိုနဲ့ကျုပ်စီကိုလေဖြတ်တယ်လို့အဟုန်နဲ့ပြေးဝင်လာတယ်ကျုံနဲ့ဘိုးဘိုးတင်ပေးထားတဲ့မဟုရအကာအကွယ်ကားထားကိုရွတ်ပြီးလက်ကင်တို့ကိုလေထဲကိုဝှိ့ရမ်းလိုက်တယ်ဖောက်ဆိုတဲ့အထန်ကြီးနဲ့အတူအပြာရောင်လျှက်စစ်မီးတောင်းလို့အလင်းတန်းတစ်ခုထွက်သွားပြီးအဲ့ဒီတဆေဟာမီးကိုအဖြစ်ပြောင်းသွားတော့တာပဲနောက်ဆက်တွဲကျုပ်ရင်ထဲမှာတော့ဒိတ်ခနဲ့တက်သွားတယ်ဒါကတာမန်တောဆောင်နှံမဟုတ်ဘူးတခုခုကဒီကြားကောင်းတောင်ထဲမှာစောင့်ကြုံနေတာတေးချပြီကဲဆိုင်းလုံခရေမင်းအထွက်တော့အလုရှုပ်အောင်ပါပဲလို့ကိုပြောရင်ကျုပ်တောနတ်ထဲကိုမျက်မှောင်ကျုပ်ကြည့်လိုက်မိတယ်အပိုင်းနှစ်မှာဆိုင်းလုံခတယောက်ကြားကောင်းတောင်ရဲ့အတွင်းပိုင်းတွေကဘလို့ထူးဆန်းတဲ့ဂူကြီးအစီကိုရောက်သွားမလဲဆိုတာသိချင်ပါသလားဗျာ